ပိုင်းတစ်ဟိုတယ်ဟောင်းနဲ့ဆဲကြောထတစ်စိကြော်ကြီးဟာစွန့်ပစ်ထားတဲ့အဆောက်အုံဟောင်းတွေတရေ၆တယ်လို့နာမည်ကြီးတဲ့နေရာတွေကိုရောက်အောင်သွားပြီးဗီဒီယိုရိုက်ကဆိုရှယ်မီဒီယာမှာတင်ရတာဝါသနာပါတဲ့ဆဲကြော်သက်ကောင်လေးတယောက်ပါသူ့ရဲ့တငယ်ချင်းမေမီကတော့ကြောက်တက်ပေမဲ့ကြော်ကြီးနောက်ကိုအမြဲတမ်းလိုက်ပြီးဗီဒီယိုတွေကူရိုက်ပေးလိရှိတယ်ဒီနေ့မှာတော့မြို့ပင်ကမှိန်လဲဟိုတယ်ဆိုတဲ့ဟိုတယ်ဟောင်းကြီးအကြောင်းကြော်ကြီးကြားလိုက်ရတယ်အဲ့ဒီဟိုတယ်ကြီးဟာလွန်ခဲ့တဲ့နှစ်90လောက်ကမီးလောင်မှုကြီးတစ်ခုကြောင့်ပိတ်ခဲ့ရတာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာတရေ၆တယ်လို့နာမည်ကြီးခဲ့တာပါမင်းမီဒီတစ်ခါတော့တကယ် hot ဖြစ်မဲ့ content ကိုရပြီငါတို့ဒီ hotel ကြီးကိုတွားရမယ်ကြော်ကြီးကမျက်လုံးတွေအယောင်တောက်ပြီးပြောလိုက်တယ်ကြော်ကြီးမဖြစ်ပါဘူးအဲ့ဒီ hotel ကတကယ်ကိုတရေ၆တယ်လို့ပြောတယ်ညဘက်ဆိုရင်အမျိုးသမီးတစ်ယောက်တချင်းစုံနေတန်းကြားရတယ်တဲ့ငါမလိုက်ချင်ဘူးမေမီကလက်ကပြလိုက်တယ်အာမေမီကလည်းတရေဆိုတာဘယ်နားရှိလို့လဲအဖိုးကြီးတွေလန့်အောင်ပြောထားတာနေမှာမကြောက်เสียမလိုပါဘူးငါတို့ဗီဒီယိုလေးတစ်ခုပဲရိုက်ပြီးပြလာမှာဂျော်ကြီးကမေမီကိုပတင်းဆွေပြီးဟိုတယ်စီကိုခေါ်သွားခဲ့တယ်ညအချိန်ရောက်တော့သူတို့နှစ်ယောက်ဟာမှင်လဲဟိုတယ်ကြီးရဲ့ဂိတ်တကားအောင်ကိုဖြတ်ကျော်ပြီးအထဲကိုဝင်လာခဲ့ကြတယ်ဟိုတယ်ကြီးကအပြင်ပိုင်းကကြည့်ရင်အစုပ်အပြတ်ဖြစ်နေပြီလေအတွင်းပိုင်းကတော့ရှေးခိကခံနာကျွဲဝေါ်မှုရဲ့အငွေ့အသက်တွေကြံနေပါသေးတယ်။လေကားကြီးမှန်တွေပကြီးကားဟောင်းတွေအစုံရှိနေတယ်။ကြည်စမ်းမိပြီဒီနေရာကဘယ်လောက်ခူးလဲ။လိုက်တွေပါတယ်ထွန်းပြီး cinematic ဆန်ဆန်လေးရိုက်လို့ရတယ်။ဂျော်ကြီးကသူ့ရဲ့ကင်မရာကိုမီးထိုးပြီးစကားပြောနေတော့မှာပဲ။တကြွီဟိုတယ်ရဲ့အပေါ်ဓာတ်ကနေအတန်တစ်ခုထွက်ပေါ်လာတယ်။အဲ့ဒါကတခြားအတန်မဟုတ်ပါဘူး။ကလေးတွန်းလဲကိုတိုက်နေတဲ့အတန်ပါပဲ။ဂျော်ကြီးငါတို့ပြင်တဲ့နေချင်တယ်ငါချက်တော့လူတုံနေပြီမေမီကဂျော်ကြီးရဲ့လက်မောင်းကိုဆွဲလိုက်တယ်ဂျော်ကြီးကတော့မျက်လုံးတွေအယောင်တောက်ပြီးအပေါ်ဓာတ်ကိုပြေးတက်သွားတယ်မေမီအဲ့လာက content ပဲလိုက်ခဲ့မြင်မြန်လေကားကြီးအတိုင်းတက်လာပြီးဒုတိယဓာတ်ကိုရောက်တဲ့အခါလမ်းစုံမှာရှိရဲ့အခန်းနံပါတ်300ခွန်ကနေတချင်းဆိုတဲ့ခတ်တိုးတိုးလေးထွက်ပေါ်လာတာကိုကြားလိုက်ရတယ်အမျိုးသမီးတစ်ယောက်ရဲ့ဝမ်းနဲနေတဲ့တချင်းပါပဲဂျော်ကြီးကတကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်အခန်းထဲမှာတော့ပြရီပုံကတွေကဟောင်းနှွားနေပြီးအလဲမှာတော့ကလေးတွန်းလဲဟောင်းတစ်ခုကလေထဲမှာကရွေ့ရွေ့လေးလှုပ်ရှားနေတယ်မရှိဘူးဘယ်သူမှမရှိဘူးဒါပေမဲ့ဒီတွန်းလဲကဘယ်လိုလှုပ်ရှားနေတာလဲဂျော်ကြီးကကင်မရာကိုတွန်းလဲစီကိုချိန်လိုက်တယ်အဲ့ဒီအချိန်မှာလဲတွန်းလဲတဲကနေရုတ်တရက်စပြင်းရှည်မျက်နာဖြူဖက်ဖြော်ရောနဲ့အမျိုးသမီးတစ်ယောက်ခေါင်းထောင်ထွက်လာပြီးကြော်ကြီးရဲ့မျက်နာစီကိုတက်တိုးဝင်လာတော့ပါတယ်အာမေမီရဲ့အတန်နဲ့ကြော်ကြီးရဲ့အော်တန်ဟာဟိုတယ်တစ်ခုလုံးကိုဖုံးလွှဲသွားခဲ့တော့တယ်အာတကယ်ကြီးတကယ်မကြော်ကြီးကသူ့လက်ထက်ကကင်မရာကိုတောင်လွတ်ချမတက်ထက်သွားပြီးနောက်ကိုလဲကျသွားတယ်မေမီကတော့မျက်စိစုံမိတ်ပြီးအော်နေတော့ပဲမစားပါနဲ့ကျမအသားကချင်းနေကြော်ကြီးကိုပဲစားပါ तू ကပိုးပြီးအသားများတယ်ရုတ်တရက်စောကဒေါ်ထွက်တကြီးခုံထွက်လာတဲ့တရေမကြီးကလေထဲမှာတန်းခနဲ့ရပ်သွားတယ်။သူမကကြော်ကြီးကိုစိုက်ကြည့်ပြီးပါဆက်ကြီးကိုဟလိုက်တယ်။ကြော်ကြီးကတော့ပြီးပြီငါဘွားတော့ဒီမာတင်ဆက်သိမ့်ပြီလို့တွေးပြီးမျက်လုံးဖြစ်လိုက်တာပေါ့။ဒါပေမဲ့ထွက်လာတဲ့အတန်ကတော့ကြော်ကြီးထင်ထားသလိုသွေးပြက်စရာအတန်မဟုတ်ဘဲစူးစူးဝါဝါငိုထန်ကြီးထင်နေတယ်။ဟီးနင်တို့ကလည်းငါ့ကိုကြောက်စရာကြီးလို့ပြောနေကြပြန်ပြီငါကဒီလောက်လှအောင်ပြင်ထားတာကိုတရေမကလေထဲမှာခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီးကလေးလိုရှိုက်ကြီးတငယ်ငိုးပါလေတော့ကြော်ကြီးနဲ့မေမီတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ဟင်သူကဘာလို့ငိုနေရလဲကြော်ကြီးကတက်တိမွေးပြီးမေးလိုက်တယ်ဟိုအန်တီအဲ့လေမမတရေမဘာလို့ငိုနေရလဲဗျာကျွန်တော်တို့ကတရေဆိုတော့ကြောက်လို့အော်မိတာပါတရေမကမျက်ရည်တွေကိုတကယ်တော့မျက်ရည်မရှိပဲအများရောင်တွေလိုအမဲရောင်တွေပါတုတ်လိုက်ပြီးနှုတ်ဖန်းဆူပြတယ်ငါနာမည်ကနှင်းနွယ်ပါငါဒီမှာပိတ်မိနေတာ250ရှိပြီငါကတေသွားပေမဲ့ fashion ကိုအယံဝါဒနာပါတာဒါပေမဲ့ဒီ hotel ထဲမှာမှန်တွေကလည်းအကုန်အပ်နေပြီးငါမျက်နှာကိုဘလို့ပြရမလဲမသိတော့ဘူးနင်တို့ခုနကကြောက်စရာကြီးလို့ပြောတော့ငါစိတ်ထဲမှာအယံခံစားရတာပေါ့မေမီကကြောက်စိတ်နည်းနည်းလော့သွားပြီးတရေမရဲ့မျက်နှာကိုသေးချာကြည့်လိုက်တယ်။အဲ့ဒါမမနှင်းနွယ်ကမျက်လုံးအောက်မှာအများရောင်တွေအရန်ဆိုးထားတာလေ
အဲ့ဒါက smoky eye မဟုတ်ပဲ panda မျက်လုံးထင်နေတာပြီးတော့နှုတ်ခမ်းနေကလည်းနည်းနည်းဘေးကိုရှမ်းနေတယ်တကယ်လားငါကခစ်မိတဲ့အောင်မေလို့နင်းတွေကဗာရာနတီချောကလတ်ရောင်မျက်နှာကြီးနဲ့စိတ်မကောင်းချစ်သွားပြန်တယ်ကြော်ကြီးကအကွက်မြင်သွားတယ်မမနင်းတွေစိတ်မပူနဲ့ကျွန်တော်တငယ်ချင်းမေမီက makeup လွန်တော်တာသူကမမကိုအခုခေတ် viral ဖြစ်နေတဲ့ Duyin makeup မျိုးပြင်ပေးလိမ့်မယ်အလဲလေအနေနဲ့မမကကျွန်တော်တို့ကိုဒီ hotel ထဲကလျှက်ရက်ချက်တွေကိုပြောပြပြီး content ရိုက်ဖို့ကူညီပေးရမယ်ဘလို့လဲတရဲမနင်းတွေကမျက်လုံးတွေအောင်တောက်သွားတယ်တကယ်လားငါ့ကိုလှအောင်ပြင်ပေးမှာလားဟေးပျော့စရာကြီးသူမကလေလဲမှာပတ်ချလိုက်ပြီးခတ်တော်နေတော့တယ်ဒါနဲ့ပဲတရဲ၆တဲ့ hotel ဟောင်းကြီးရဲ့အခန်း309ထဲမှာထူးဆန်းတဲ့မြင်ကွင်းတစ်ခုပေါ်လာပါတော့တယ်မေမီကသူမရဲ့လွဲအိတ်ထဲက makeup ဘူးတွေကိုထုတ်ပြီးလေထဲမှာလွင့်လောနေတဲ့တရဲမကိုအသားတင်းပြီးပြင်ပေးနေရောရဲ့ကြော်ကြီးကတော့အဲ့ဒီမြင်ကွင်းကိုဗီဒီယိုရိုက်နေရင်းနဲ့တစ်ချက်ရဲချင်းစိတ်ကိုအောင့်ထားရတယ်မမနင်းနဲ့ခေါင်းကိုညင်ထားလေလက်ပတ်တာရပ်ပါအောင်အခုကလိုင်းနာဆွဲနေတာမေမီကငေါက်လိုက်တယ်အေးမငါကစိတ်လွတ်ရွှားလို့ပါနင်းတွေကရှလက်လေးထုတ်ပြီးပြန်ပြောတယ်အဲ့ဒီအချိန်မှာပဲအပြင်းလိုင်းလျှောက်လန်းကနေလေးလံတဲ့ခြေတံကြီးတွေကြားလိုက်ပြန်တယ်တုံနင်းတွေရဲ့မျက်နှာကချက်ချင်းဖြူလျော်သွားပြန်တယ်သွားပြီဟိုအပူကြီးရောက်လာပြီဘယ်အပူကြီးလဲဗျာကြော်ကြီးကကြောက်လက်နဲ့မေးလိုက်တယ်ဒီဟိုတယ်ရဲ့ပိုင်ရှင်ဟောင်းအပူကြီးဥပတောင်လေသူကစီကံအရန်ကြီးတာညဘက်ဧည့်သည်တွေစူညံတာကိုလုံးဝမကြိုက်ဘူးသူလာရင်ကျွန်တော်တို့အကုန်လုံးကိုအခန်းအထင်ထုတ်ပစ်လိမ့်မယ်တကားကြီးကဝုန်းကနေပွင့်သွားပြီးရဲရမှာအရေးမဲကြီးတစ်ခုအခန်းဝတ်မှာပေါ်လာပါတော့တယ်တရဲလျှောက်တဲ့ဟိုတင်းနဲ့စေကြောဆက်တစီအပိုင်းနဲ့ကင်မရာအလင်းနဲ့ဝိညာဉ်မြောင်းကြီးလွတ်မြောက်ခြင်းစက်သိမ်းပိုင်းတကားဝါမှာပေါ်လာတဲ့အရေးမဲကြီးကတော့တကယ့်ကိုထိတ်လန့်စရာပါပဲဟောင်းရဲနေတဲ့ကုတ်အင်းကြီးအမဲကြီးကိုဝစ်ထားပြီးမျက်မှန်းအဝိုင်းကြီးနဲ့တောတောထွန်နေတဲ့အဘိုးကြီးတည်းရဲ့ဥပါတောင်းကအခန်းထဲကိုဝင်လာပါတယ်သူ့ခြေလန်းတိုင်းမှာချန်ပီယံတွေကတွန်းခါနေတယ်လို့ပဲဘသူတွေလဲငါဟိုတယ်ထဲမှာဘသူတွေစူညံနေတာလဲဥပါတောင်းကဟင်းဟောင်လိုက်တယ်မေမီကတော့မိတ်ကပ်ဗျူးတွေကိုပိုက်ပြီးကူတင်အောက်ထဲကိုခေါင်းထိုးဝင်သွားပြီကြော်ကြီးကတော့ကြောက်နဲ့ကင်မရာကိုမြှောက်ထားရင်းဟိုအဖိုးကျွန်တော်တို့ကအဘိုးမဟုတ်ဘူးငါကဒီဟိုတယ်ရဲ့မန်နေဂျာကြီးဥပါတောင်းအဘိုးကြီးကအော်ပြောရင်းကြော်ကြီးရဲ့ကင်မရာကိုသူ့ရဲ့ဝိညာဉ်လက်ဝါးနဲ့ပေါက်ထုတ်ဖို့လှုပ်လိုက်တယ်အဲ့ဒီအချိန်မှာနင်းတွေကတရဲမကရှေ့ကနေကာစီးလိုက်တယ်ဥပါတောင်းတော်တော့သမီးရဲ့ဧည့်သည်တွေပြီးတော့သမီးကိုအလှပြင်ထင်းနေတာဥပါတောင်းလေကြည့်ဦးအခုခေတ်မှာဒီလိုမျက်နှာကြီးနဲ့ဆိုဘသူမှမကြောက်တော့ဘူးအဘိုးကြီးကခက်နောက်ကျနေပြီဥပါတောင်းကစွန့်အားသွားတယ်ဘာငါကခက်နောက်ကြတယ်ဟုတ်လားငါကဒီမြို့မှာအစည်းကမ်းဆုံးမန်နေဂျာပဲစီကန်းရှိတာနဲ့ခက်မိတာမတူဘူးအဘိုးကြီးရဲ့ကြော်ကြီးကအခွင့်ရေးရတော့ဝင်ပြောလိုက်တယ်အခုခေတ်မှာလူတွေကတရေထက်အင်တာနက်မရှိတာကိုပိုကြောက်တာအဘိုးကြီးဒီလောက်ဒေါသထွက်နေမဲ့စားကျွန်တော်တို့နဲ့အတူမိုဘိုင်းလင်ဂျန်ဆော့မလားအဲ့လာဆော့ရင်စိတ်ညစ်တာတွေပျောက်သွားလိမ့်မယ်ဥပါတောင်းကမျက်မှန်းကိုပြင်းလိုက်ပြီးမိုဘိုင်းလင်ဂျန်အဲ့ဒါကဘာစားစရာလဲကြော်ကြီးကချက်ချင်းပဲသူ့ရဲ့မိုဘိုင်းဖုန်းကိုထုတ်လိုက်တယ်စားစရာမဟုတ်ဘူးအဘိုးကြီးရဲ့ဒါကစစ်တိုက်တဲ့ game ကဲမိကူတင်အောက်ကထွက်ခဲ့တော့အဘိုးကြီးကိုဂိမ်းတင်ပေးရအောင်နောက်ထပ်တနာလီအကြာမှာတော့မီလက်ဟိုတယ်ရဲ့အခန်း3လေ8တဲမှာမယုံနိုင်စရာမြင်ကွင်းတစ်ခုပေါ်လာပါတယ်ဥပါတောင်းကဖုန်းကိုတုံရီနေတဲ့လက်နဲ့ကင်ထားပြီးနှင်းတွေကတော့သူ့ဘေးကနေအားပေးနေတယ်ဥပါတောင်းအဲ့ဒီကောင်ရိုက်လေအဲ့ဒါရန်တူအာတေးပြီဥပါတောင်းကတော့ခံလိုက်ရပြန်ပြီနင်းတွေကအော်ပြောနေတယ်ဟေးငါလူကဘေးပြောက်သွားတာလေဘာလို့အဖြူမဲဖြောက်သွားတာလဲဥပါတောင်းကဖုန်းကိုဟိုလက်ဒီလက်လုတ်ရင်ပြားများနေတာပေါ့အဘိုးကြီးတည်သွားလို့အဖြူမဲဖြောက်သွားတာလေပြန်ရှင်လောင်ခဏဆောင်အောင်ကြော်ကြီးကရည်ရင်ပြောလိုက်တယ်မေမီကဘေးကနေအမောဖြေရင်ဗီဒီယိုရိုက်နေတယ်ကြော်ကြီးဒါကိုသာ TikTok တင်လိုက်မယ်ဆိုရင် view တွေတန်းကြည့်တတ်မှာပဲတရဲမကိုမိတ်ကက်ပြင်ခြင်းနဲ့အဘိုးကြီးတရဲကူဂိမ်းတင်ပေးခြင်းနဲ့တဲ့အားလုံးကရီမောပျော်ရွှင်နေတော့မှပဲရုတ်တရက်ဟ
ဟိုတယ်တစ်ခုလုံးအေးစိမ်သွားပြီးမြင်းအယောက်ကနေကြောက်မဲ့ခွဲကောင်းတဲ့အတာနဲ့ကြီးတစ်ခုထွက်ပေါ်လာခဲ့တယ်။ဦးပါတောင်းနဲ့နှင်းနွယ်တို့ရဲ့မျက်နှာတွေကချက်ချင်းပြန်ဖြူလျော်သွားကြတယ်။ဒါကတော့မကောင်းတော့ဘူး။ဟိုတယ်ပိုင်ရှင်ကြီးနိုးလာပြီ။ဦးပါတောင်းကတုံရီတဲ့အတာနဲ့ဖြိုးလိုက်တယ်။ဟိုတယ်ပိုင်ရှင်ကြီးသူကဦးပါတောင်းထက်ပိုကြောက်เสียကောင်းလို့လား။မေမီကမေးလိုက်တယ်။သူကတာမန်တရေမဟုတ်ဘူး။သူကဒီဟိုတယ်ထဲမှာပိတ်မိနေလေအမုန်းတရားအားလုံးကိုစားသုံးထားတဲ့ဝိညာဉ်ဆိုးကြီးပဲသူကလူသားတွေကိုတွေ့ရင်လုံးဝအရှိမထားဘူးနင်းတွေကတတိပေးလိုက်တယ်ဟိုတယ်ရဲ့နညံတွေကနေအမဲဆောက်မြင်ရည်တွေလိုအရေးတွေစိမ့်ထွက်လာပြီးသူတို့ရှိနေတဲ့အခန်းတကားကိုသူဆုံးတစ်ခုကအပြင်ကနေအတင်းထူးရိုက်နေပါတော့တယ်ဒုံဂျေးဆိုတဲ့အတန်ကြီးနဲ့တူအခန်းတကားကြီးဟာလွင့်ဆင့်သွားပြီးအခန်းဝမှာတော့အမြင့်10ပေလောက်ရှိတဲ့အေယာမမီးကိုငွေတတဝါကြီးဟိုတယ်ပိုင်ရှင်ဝင်းညင်ဆိုးပေါ်လာပါတော့တယ်သူ့ရဲ့မျက်လုံးတွေဟာမီးဝင်းတောက်နေပြီးပါစက်ကနေအမဲရောင်မြင်ကြီးတွေတဆက်ကြနေဘသူတွေကငါရဲ့အမောင်သူ့ထဲမှာရေမောနေကြတာလေဝင်းညင်ဆိုးကြီးကအတန်နတ်ကြီးနဲ့ဟိန်ဟောင်လိုက်တယ်ကြော်ကြီးနဲ့မေမီတို့ကတော့ကြောက်လို့ကုတင်အောက်ကိုပြန်ဝင်တို့စူးစမ်းနေတော့ဥပတောင်းကရှေ့ကနေကာစီးလိုက်တယ်ဟေ့လူခမည်းအခုခေတ်ကိုနားမလဲဘူးလားညပဲဆိုရင်အေးစစ် game ဆော့ရတယ်ဗျဒီမှာကြည့်ကျွန်တော် kill တောင်ရနေတယ်ဒါပေမဲ့ဝင်းညင်စိုးကြီးကခရူးမဆိုင်ပါဘူးသူကဥပတောင်းကိုသူ့ရဲ့မိခိုးလက်ကြီးနဲ့ရိုက်ထုတ်လိုက်ပြီးကြော်ကြီးတို့စီဘူးတိုးကတ်လာတယ်ကြော်ကြီးတခုလို့အောင်ကင်မရာမေမီကဘေးကနေအော်ဟစ်လိုက်တယ်ကြော်ကြီးကအကွက်မြင်သွားတယ်သူကသူ့ရဲ့ professional camera ကိုယူလိုက်ပြီးအပြင်းဆုံး flash မီးကိုအသင့်ပြင်လိုက်တယ်မမနင်းရွယ်ဥပတောင်းသူ့ကိုဖမ်းထားပြီးကြမှာနင်းရွယ်ကဝင်းညင်စိုးကြီးရဲ့နောက်ကျောကနေအတင်းခွစ်စီးလိုက်တယ်ဥပတောင်းကလည်းခြေတော့ကိုဖတ်ထားလိုက်တယ်ဝင်းညင်စိုးကြီးရုံးကန်နေတော့မှာပဲကဲအားလုံးပဲတရေကြီးနဲ့အတူ selfie ရိုက်ကြမယ်နော်1 2 3ဖြတ်ကြော်ကြီးကကင်မရာရဲ့ flash မီးကိုအကြိမ်ပေါင်းများစွာစက်တိုက်လွတ်လိုက်တယ်အနှစ်90လောက်အမှောင်ထဲမှာနေခဲ့တဲ့ဝင်းညင်စိုးကြီးရဲ့အတွက်တော့ဒီစူးရှတဲ့အလင်းတန်းတွေဟာအက်ဆစ်နဲ့ပတ်ခံတယ်လို့ပါပဲငါမျက်လုံးတွေဝင်းညင်စိုးကြီးကအော်ဟီရင်တဖြည်းဖြည်းသိငယ်သွားပြီးနောက်ဆုံးမှာတော့အဖြူရောင်မိခိုးငွေလေးတွေဖြစ်ပြောင်းလဲကပတင်းပေါက်ကနေတဆင်ကောင်းကင်ရန်စီကိုလွင့်စင်သွားပါတော့တယ်ဟိုတယ်တစ်ခုလုံးအေးချမ်းသွားခဲ့ပြီ။နေရန်ကအမဲရောင်အကြီးတွေလည်းပျောက်ကွယ်သွားပြီးလရောင်ကအခန်းထဲကိုတာရဖြာကျလာတယ်။ဟူးလွတ်ပြီးကြော်ကြီးနင်ကတော့တကယ်ပဲ။မိမီကတပ်ပြင်းချရင်ကုတင်ကိုထိုင်ချလိုက်တယ်။နင်းတွေကသူမရဲ့အလှပြန်ထားရဲ့မျက်လာလေးကိုမှန်တယ်မှပြန်ကြည့်ပြီးပြုံးလိုက်တယ်။ကျေးဇူးတင်ပါတယ်မောင်လေးတို့ရဲ့ဒီဝင်းညင်စိုးကြီးပျောက်သွားတော့မှနေတော့လဲလွတ်လပ်သွားပြီ။ဒီဟိုတယ်မှာဆက်နေစရာမလိုတော့ဘူးထင်တယ်။ဥပတောင်းကလည်းသူ့ရဲ့မျက်လုံးကိုတုပ်ရင်းပြုံးလိုက်တယ်ဟုတ်တယ်ငါလည်းဒီဟိုတယ်ကြီးကိုစောင့်ရှောက်ရတာမောလာပြီငါတို့ဝိညာဉ်လောကကိုသွားပြီး game set ဆော့ကြော်တာပေါ့နင်းရွယ်နဲ့ဥပတောင်းတို့ရဲ့ခန္ဓာကိုယ်တွေဟာတဖြည်းဖြည်းကြည်လင်သွားပြီးလေထဲမှာပျောက်ကွယ်တော်မဲ့အခြေအနေကိုရောက်လာတော့တယ်မောင်လေးကျော်ကြီးငါတို့ကိုရိုက်ထားတဲ့ဗီဒီယိုကိုလှလေး edit လုပ်ပြီးတင်ပေးနော်ငါ popular ဖြစ်ချင်သေးတယ်နင်းရွယ်ကလက်လန်းပြရင်နောက်ဆုံးမှာပျောက်ကွယ်သွားပါတော့တယ်နောက်နေ့မနေ့မှာကြော်ကြီးကသူ့ရဲ့ TikTok အကောင့်မှာတရေမကို make up ပြင်ပြီးဝင်းညင်စိုးကို flash နဲ့တိုက်ခိုက်ခြင်းဆိုတဲ့ဗီဒီယိုကိုတင်လိုက်တယ်။တနာရီအတွင်းမှာပဲ view ကတန်းကြည့်ပြီးတက်သွားခဲ့တယ်။ကြည်စားမေမီငါတို့တကယ်ကြီး viral ဖြစ်သွားပြီ။ကြော်ကြီးကဖုန်းကိုပြရင်ပျော်နေတယ်။ဒါပေမဲ့မေမီကတော့ကြောက်လန့်နဲ့သူ့ဖုန်းကိုကြည့်နေတယ်။ကြော်ကြီးဟိုမှာကြည့်အောင်ကုန်းမှန်တခုံတက်လာတယ်။ကြော်ကြီးကြည့်လိုက်တဲ့အခါနေနွယ် ghost ဆိုတဲ့အကောင့်ကနေကြော်ကြီးငါမျက်လုံးအောက်ကလိုင်နာနည်းနည်းပြတ်နေသလိုပဲဒီညဟိုတယ်ကိုထပ်လာခဲ့အောင်နော်ငါစောင့်နေမယ်ဟီကြော်ကြီးနဲ့မေမီတို့တယောက်မျက်နာတယောက်ကြည့်လိုက်ပြီးနှစ်ယောက်လုံးပြိုင်တူအော်ဟစ်ကပြေးကြပါတော့တယ်မလာတော့ဘူးဘယ်တော့မှမလာတော့ဘူး